နိုင်ငံခြားကိုလာမယ့်ဒီတွေပြောချင်တယ်နော်နိုင်ငံခြားရောက်ပြီလို့ကြာဘလို့ချင်းနေဘလို့တောင်းပြလို့တော့ဖြစ်ဘောနဲ့မရပါဘူးတော့ဝဲခက်နေတယ်တော့ဝဲကျန်တယ်တော့တော့မလို့ဆိုတော့ကြာအားလည်းမကြည့်ချင်တော့ဘယ်နဲ့ကဘလောက်ပဲပြင်မလားတော့ပဲလို့ခက်ခဲပဲကြုံတော့တို့ကျန်တဲ့မျိုးလိုပဲတက်နေတယ်ဘုဘကဆွမ်းဖို့ပြင်နေတာတော့ဒီလိုလုပ်တိုင်းလည်းစဉ်းစားမှလည်းလုပ်ပြီးတဲ့ဖြစ်တယ်လို့တော့ကိုလည်းဘုဘလည်းမဟုတ်ဘူးတော့ဖြစ်လာမယ်ဘုရားလည်းမဟုတ်ဘူးဘယ်လိုရောက်ဖို့ပဲတော့ရကြတယ်နိုင်ငံခြားကိုစားလာတယ်ကျုံကြပန်းလုပ်မယ်လုပ်တယ်လုပ်တယ်ကိုစေစားပါလို့လုပ်တာရဲတဲ့ကျိုးစားပါတော့မစိတ်ကြမကြပါနဲ့ရဲကြတဲ့ပြန်ထားပါငယ်ရဲ့တွေ့ကြုံကိုယ်ကြည့်တဲ့လူတွေပြောတဲ့လူတွေတွေ့ကြုံယူပါသင်ရတာယူပါတော့ပဲပြောပါတော့မလိုက်ပါနဲ့ရဲတဲ့ကျိုးစားပါကိုယ့်ရဲ့ဝိရိယလုံးလောက်အမြဲထားပါသွားနေတဲ့လမ်းကဘယ်လိုလဲနေလဲရဲရစီလာပါစီစီပါကိုယ့်ရဲ့နောက်ကဒီပါကိုယ့်ရဲ့ချင်းတွေဒီပါရဲ့နေမှုချင်းတွေအခုလည်းရဲရစီလာပါရဲရတက်ကြည့်ကိုတရားကိုသုံးရတဲ့ကောင်းစားဖို့ရဲရဘလို့ပြောပါတို့ဒီအားကိုတော့ထွက်လာတဲ့ဒီကိုလေးကိုပြောကြတယ်။အိုးမိမိမနေမှာတော့ကြိုက်လို့နေတာကျင်းလို့နေကြိုက်လို့တော့ဒါပေမဲ့ရောက်လာပြီဆိုတာနဲ့ဒီတဲ့ခံစားချက်တွေအားလုံးဖြစ်နေတယ်။အဲချိုးလူတွေတော့ကျွန်တော်ပြောလို့မရဘူး။ကျွန်တော်တို့ရောက်လာတာပဲကျွန်တော်တတ်တော့လို့ရှိတယ်နော်။ရောက်လာတာပဲဒီကရှိတဲ့ပုံစံနဲ့ဒါပေမဲ့မင်းတို့ဘာကြံလာလဲမင်းတို့တော့ဘာမှမချင်လာဘူးဒါပေမဲ့လောကနဲ့တင်ပေးလိုက်တဲ့တွေးကြုံတွေခက်ခဲတွေဘလို့ပုံစံဘလို့နေနေဘလို့ရှိနေဝင်တဲ့မျိုးကဘလို့ပဲတော့ပဲရှာဘလို့ပဲရှာဖွင့်တယ်ရောက်တဲ့နေရာကိုကြောက်အောင်ပို့ရမယ်တုံးတဲ့နေရာမှာတုံးရမယ်ရောက်တဲ့နေရာမှာတို့ရှိအောင်တုံးချရမယ်လောကနဲ့တင်ပြတဲ့တရားဘယ်နေရောက်လာပြီးတော့လည်းနေနဲ့တုံးဖြုံးနေမယ်ရမ်းများရှာနေမယ်ဆိုဒီချိန်ရောတင်ရတော့ခါကျဒီချိန်ခုရောက်တင်ရတော့ခါကျဘယ်ဟာတုံးရင်းဒီမှာဘယ်တော့တွေးနေချေရပါတော့ချင်းကြီးတယ်ပြောနေတာတော့ကိုစူးစားပါပြင်းပြီးပါနဲ့များနဲ့မလိုက်ပါနဲ့ဒီလာမလောက်တာလို့ဒီလာမလောက်တာလို့မလောက်ပါနဲ့ကိုယ့်ရဲ့လုံးကိုရဲတဲ့ဝိရိယလုံးတော့